ဟိုယူခိုင်းလို့ယူလာမျိုးတွေဒီဟာကိုသူများယူခိုင်းလို့ယူလာမျိုးတွေမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်စိတ်ဝင်စားနေကိုယ်တိုင်သွားနိုင်မယ်လို့ယုံကြည်တဲ့ဟာမျိုးအားလုံးမင်္ဂလာပါကျွန်တော်ကတော့ Link in Japan ကလွန်မောင်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီတက္ကသိုလ်ဖြစ်ဖြစ် college ဖြစ်သွားတဲ့အခါမှာကျွန်တော်ဘယ် major ကိုယူရမလဲပေါ့အဲ့ဒီဟာကိုကဘယ် major ကိုဝါသနာပါနေလဲဘယ် line ကိုသွားမလဲအသိဖြစ်နေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်မေးထားတဲ့အမတယောက်လည်းရှိတယ်ဆိုတော့အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားနည်းလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်ပါပထမဆုံးကျွန်တော်တို့ကပေါ့နော်ဒီအရေးကြီးအချက်ကဘယ်မှာဝါသနာပါလဲဆိုတာရဲ့ဘယ်ဥစ္စာကိုစိတ်ဝင်စားမှုရှိလဲဆိုတာကိုအရင်ဆုံးစဉ်းစားမယ်ပေါ့နော်အဲ့လိုပြောတော့ဘယ်ဟာဝါသနာပါမှမသိဘူးဘယ်ဟာကိုစိတ်ဝင်စားလို့စိတ်ဝင်စားမှမသိဘူးအဲ့လိုမျိုးအများကြီးရှိတယ်ကျွန်တော်လည်းအဲ့လိုထဲမှာပါတယ်ပေါ့နော်ဘယ်လိုမျိုးပြဿနာတွေမှာကိုကစိတ်ဝင်စားလဲဆိုတော့ရှားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အခုမှကျွန်တော်တို့ကအင်ဂျင်နီယာဖြစ်ဖြစ်စီးပွားရေးပဲ line ပဲဖြစ်ဖြစ်ဆရာဝန် line ဖြစ်ဖြစ်ပေါ့နော်ထားပါတော့ဥပမာကိုကကြတော့ဒီအခုလိုမျိုးစီးပွားရေးပြက်ကတ်တွေဖြစ်နေတယ်နိုင်ငံတကာမှာအခုလိုမျိုးကျွန်တော်တို့ currency တွေအပေါ်အောက်တက်ကြနေများနေတယ်ဒီလိုဟာတွေကိုစိတ်ဝင်စားနေလားဒီဟာတွေကိုဝင်ပြီးဖြည့်ရှင်းနေလားဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိကျင်နေလားပေါ့နော်အဲ့လိုပိုင်းနေဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်တို့ကငလျင်ထွက်သွားတဲ့အခါမှာဒီအစာအုပ်တွေမှာအစောတွေကြိုကြပျက်စီးတယ်ကျွန်တော်တို့ဒီလိုမျိုးဒီဟာတွေကဘာကြောင့်ဖြစ်ကြတာလဲနိုင်ငံတကာမှာဘယ်လိုမျိုးဒါမျိုးတွေအတွက်ကြိုတင်ပြီးကာကွယ်နေလဲဘယ်လိုကျင့်သုံးနေလဲအစာအုပ်တွေဘယ်လိုမျိုးခိုင်ခန့်အောင်လုပ်နေလဲဒီနိုင်ငံတကာကမ္ဘာလုံးမှာရဲဝန်းလုံးမှာရှိတဲ့ကမ္ဘာလုံးနဲ့ဆိုင်တဲ့ပြဿနာတွေပေါ့နော်ဒီလိုပြဿနာတွေထဲမှာကိုကဘယ်ပြဿနာလေးတွေမှာကိုကစိတ်ဝင်စားနေလဲဘယ်ပြဿနာလေးတွေကိုကိုကတအားဖြစ်ပါဝင်ပြီးတော့လုံးနိုင်တဲ့သူတယောက်ဖြစ်ချင်လဲပေါ့နော်အဲ့ဒီဟာတွေပေါ်မူတည်ပြီးတော့လေကိုဝါသနာပါတဲ့အရာတွေတစ်စင်ကိုယူတဲ့နေမေဂျာကိုယူခြင်းတဲ့မေဂျာကိုရွေးချယ်ပြီးတော့ယူလို့ရတယ်ပေါ့နော်ကိုသွားခြင်းတဲ့တက္ကသိုလ်ပေါ့ဥပမာတစ်ခုခုကိုရွေးချယ်ပြီးတော့အဲ့ထဲမှာရှိတဲ့ဒီ pamphlet ပဲဖြစ်ဖြစ်သူ့ရဲ့ဒီရှင်းထားတဲ့အချက်တွေပေါ့နော် home page မှာဖြစ်သွားပြီးတော့ဖတ်တင်ပါတယ်ဘယ်မေဂျာကတော့ဘယ် course လို့ပေါ့နော်ဘယ်လို activity တွေလုပ်နေလဲဘယ်လိုမျိုး book course တွေရှိတယ်ပေါ့နော်ဘယ်လိုဟာတွေရှိလဲဆိုတာကိုကိုကလိုက်ပြီးတော့ like ဖတ်ကြည့်တာပိုကောင်းတယ်ပေါ့ဖတ်ကြည့်တဲ့အချိန်မှာဘယ်ဥစ္စာတော့ကိုနှစ်စိတ်ဝင်စားမှုရှိနေလဲနောက်ပြီးတော့ကိုယ်တိုင်ခံစားကြည့်ပေါ့နော်ငါဒီ၄နှစ်တက်မယ်ဆိုရင်၄နှစ်ပေါ့2နှစ်ဆိုရင်2နှစ်ပေါ့နော်ဒီတစ်နှစ်စာတင်ရောဘာတွေတင်ပေးမှလဲဆိုတာကိုတွားပြီးတော့ဖတ်ကြည့်ရမယ်ပေါ့ဒီ major အလိုက်တဲ့ဟာတွေတွားဖတ်ကြည့်မယ်တွားဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ကကိုကဝင်ပြီးတော့ခံစားကြည့်လိုက်မယ်၄နှစ်အတွင်းမှာငါဘယ်ဒီဥစ္စာတွေကိုငါလေ့လာမယ်ဆိုရင်တကယ်ငါလေ့လာခြင်းစိတ်ကိုရှိရလားငါအတွက်ကဒီဟာက၄နှစ်လုံးမှာဒီ consistency ကောင်းကောင်းနဲ့တွားနိုင်မလားဒီဥစ္စာလေးတွေကိုကအရင်ဆုံးရှာဖွေကြည့်တယ်ပေါ့နော်အဲ့လိုလုပ်ရဆိုရင်ကျွန်တော်တို့ကဘယ်မှာစိတ်ဝင်စားလဲဆိုတာတစ်ဖြည်းဖြည်းနဲ့သိလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ဒီတက္ကသိုလ်ဖြစ်ဖြစ် college ဖြစ်ဖြစ်ပေါ့နော်တကယ်တမ်းတက်ပြီးတဲ့အခါကျရင်တကယ်တမ်းလက်တွေ့ဝင်ရတဲ့လုပ်ငန်းခွင်မှာလည်းဒီ line လေးဟုတ်ချင်မှာဟုတ်မှာပေါ့နော်ဒီလိုဟာမျိုးလေးတွေရှိတဲ့အခါကျတော့ဥပမာကျွန်တော်တို့ကစီးပွားရေးနဲ့အကြောင်းပြရဆိုပေမဲ့လည်းတခြားဒီအရင်ဆက်နေမှုမရှိတဲ့နေရာမျိုးတွေမှာဝင်လုပ်နေရတဲ့လူတွေမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုပိုင်းတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ကမေဂျာကလည်းအရေးကြီးရဆိုပေမဲ့ကိုကဒီမေဂျာမှာကိုကဘယ်လိုပြောမလဲစိတ်ဝင်စားနဲ့စိတ်ပေါ့ပါနဲ့ကိုယ်လုံးနိုင်စွမ်းအနေနဲ့ကိုက်ညီမှုရှိရလားဒီဥစ္စာလေးတွေအရင်ဆုံးစဉ်းစားပြီးတော့မှရွေးချယ်တာပိုကောင်းပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုကဘယ်အပိုင်းကိုအားတာလဲဆိုတဲ့ဟာကိုအရင်ဆုံးစဉ်းစားဖို့လိုတယ်ပေါ့နော်ဥပမာကိုကခေါင်းတွေရှုပ်ထွေးစဉ်းစားရမျိုးတွေမကြိုက်ဘူးစလုံးသေးသေးလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဇရာတွေကြည့်နေတာမျိုးတွေမကြိုက်တဲ့သူမျိုးလားဒါမှမဟုတ်ကိုကမှတ်ကသားရတာကိုသဘောကျတဲ့သူမျိုးလားစဉ်းစားတွေးခေါ်တာမဟုတ်ဘဲနဲ့ဒီဥစ္စာကို theory တွေလိုက်မှတ်မယ်ဒီသဘောတရားတိုင်းဆက်တွေးခေါ်မယ်ဒီလိုဟာမျိုးကိုသဘောကျတဲ့သူမျိုးလားပေါ့နော်ဒီအပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကိုယူခြင်းတဲ့ major line ကိုစဉ်းစားလို့အနည်းဆုံးစဉ်းစားလို့ရတယ်ပေါ့နော်ဥပမာအဖြစ်ပေါ့နော်ကျွန်တော်တို့ကလူတွေနဲ့ပတ်သက်ဆက်နွယ်ရတဲ့ဟာမျိုးကိုကြိုက်တဲ့သူလားဒါမှမဟုတ်ကိုကအိမ်နဲ့အခန်းထဲမှာပဲနေပြီးတော့အလုပ်လုပ်ရတာမျိုးကြိုက်တဲ့သူမျိုးလားပေါ့နော်ဒီလိုဟာမျိုးမူတည်ပြီးတော့ကိုရွေးချယ်တဲ့ major နဲ့ကိုသွားမယ့်နယ်ပယ်ကိုကြိုတင်စဉ်းစားပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်ကြိုပြီးတော့ဒီလိုမျိုးဆက်ပြီးစဉ်းစားမယ်ဆိုရင်ကိုဘယ် line ကိုသွားတင်တယ်ဆိုတဲ့ဟာလည်းသိလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြာကျွန်တော်တို့ဒီတောင်းပြီးသွားတဲ့ခါကျရင်ရည်ရွယ်ချက်ရှိထားတဲ့သူမျိုးပေါ့နော်ဘယ်လိုမျိုးအလုပ်မျိုးမှာကိုကအနာဂတ်မှာလုပ်ချင်ပါတယ်ဆိုပြီးတွေးထားတဲ့သူမျိုးတွေကြတော့ကျွန်တော်တို့အဲ့ဒီအလုပ်နဲ့အဲ့ဒီအလုပ်အတွက်ကိုမှလိုအပ်တဲ့ skill တွေပေါ့နော်ဘယ်လို skill တွေကိုကိုဖြည့်တင်းသွားရမလဲအဲ့ဒီ skill တွေကိုဖြည့်တင်းနိုင်မယ့် major မျိုးကိုကရွေးတင်တယ်ပေါ့နော်တက္ကသိုလ်ဆိုရင်တော့တူတဖြင့်ပေါ့ဒါ major minor မျိုးထားပါတော့မျိုးစုံရှိမယ်နော် course တွေမျိုးစုံရှိမယ်နောက်ပြီးတော့ဒီဘွန်ကေးလီကေးမခွဲကြတဲ့ပဲနဲ့ပေါ့နော်ကျွန်တော်တို့ဒီဘွန်ကေးသမားဆိုလဲဒီဝိဇ္ဇာသမားဆိုလဲသိပ္ပံတွဲကိုယူလို့ရတဲ့အကြောင်းမျိုးတွေလည်းရှိတယ်သိပ္ပံတွဲတွေကပါတာရက်တွေပေါ့နော်နောက်စီးပွားရေးအပိုင်းဆိုလဲကိုကဒီ management ကိုဝါသနာပါပြီးတော့တွားတက်တယ်ဆိုပေမဲ့လည်းဒီခိုက်ကေ finance ပေါ့နော်ဒီစရင်ကင်ဘက်တွေကိုလည်းကိုကယူပြီးတော့လေ့လာခြင်းနေဆိုပေါ့နော်အဲ့လိုမျိုးကိုတက်တဲ့ major ကိုယူပြီးတော့လေ့လာလို့ရတဲ့အကြောင်းတွေအများကြီးရှိတယ်ဆိုတော့လေကိုကဘယ် skill ကိုဖြည့်သွားပြီးတော့မှအနာဂတ်မှာကိုဘာလုပ်ချင်လဲဆိုတဲ့ဟာကိုသိထားမယ်ဆိုရင်ပေါ့နော်အဲ့ဆိုရင်ကိုဘယ် major ယူတင်တယ်ဆိုတာကိုပို့ပြီးတော့ဘယ်လိုကူသိနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်နှိုင်းရှင်ကြည့်တာပေါ့နော်ဒီ major နဲ့ home major နဲ့ဘယ်လိုမျိုးတွေကွာဟာမျိုးရှိလဲနောက်ပြီးတော့ home major ဆိုရင်နောက်ဆိုအလုပ်ဝင်တဲ့ခါမှာဘယ်လိုမျိုးထောက်ကူပြုနိုင်လဲကိုသွားခြင်းတဲ့လမ်းကြောင်းကိုဘယ်လိုမျိုးထောက်ကူပြုနိုင်လဲကိုဖြည့်ခြင်းတဲ့ကိုရဲ့ဝမ်းစာတွေကိုဘယ် major ကဘယ် line ကတော့ပို့ပြီးတော့ကိုအတွက်ထောက်ကူဖြစ်နိုင်လဲပို့ပြီးတော့ဖြစ်နိုင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီတက္ကသိုလ်ရဲ့ R9 ပေါ့နော်ဒီ guidance တွေဒါတွေအကုန်လုံးကျွန်တော်တို့ curriculum တွေနောက်ပြီးတော့သူတို့ counselor တွေဘာတွေလုပ်မလဲ internship တွေဘာတွေရှိမလဲ seminar တွေဘာတွေရှိမလဲဒီလိုဟာတွေကျွန်တော်ဝင်ပြီးဖတ်ကြည့်ရင်းနဲ့ကိုဘာလုပ်ချင်လဲဘယ်ဟာသွားချင်လဲကိုနဲ့ကန့်ညီဆုံးဘာဖြစ်မလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကသိချင်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့သိတဲ့တက်တဲ့သူတွေကိုမေးပြီးတော့အကြံဉာဏ်ယူတာပေါ့နော်ဆရာမတွေပဲဖြစ်ဖြစ်နောက်ပြီးတော့ကိုသွားမဲ့အကြောင်းမှာရှိတဲ့ senior တယောက်ကိုပဲဖြစ်ဖြစ်ပေါ့နော်မေးမြန်းရမယ်ပေါ့နော်ကိုကဘယ်လိုမျိုးဟာမျိုးသွားခြင်းနဲ့ဘယ် major အော်တကယ်အဲ့လိုမျိုးထောက်ကူဖြစ်ရလားသူကိုယ်တိုင်သွားနေတဲ့ major ကလည်းဘယ် major မျိုးလဲကိုနဲ့အဆင်ပြေရလားပေါ့နော်သူတို့စီကနေပြီးတော့
တို့ကိုယ်ပိုင်တွေ့ကြုံခဲ့ရတဲ့တွေ့ကြုံတွေကိုမျှဝေပြီးတော့ယူလို့ရတယ်အဲ့ဒီအနေထားနဲ့အဲ့လိုမျိုးမျှဝေခြင်းအပြင်ကိုသွားမယ်လမ်းကြောင်းကဟုတ်ဟုတ်ရလားမှန်အောင်မှန်ရင်လားကို၄နှစ်တာလုံး2နှစ်တာလုံးကောင်းကောင်းသွားနိုင်ရလားဆိုတဲ့ဟာကိုစဉ်းစားလို့ရတယ်ပေါ့နော်ဒီကိုယ့်ရဲ့အားတာတဲ့ဘိုင်းနဲ့ကိုစိတ်ဝင်စားတဲ့ဘိုင်းပေါ့နော်ဝါသနာရဲ့ဘိုင်းလေးကျွန်တော်မပြောဘူးပေါ့နော်ဝါသနာဆိုရင်အရန်ကျေပြသွားလိမ့်မယ်ကိုစိတ်ဝင်စားတစားရှိတယ်ဆိုတဲ့အပိုင်းလေးကိုမသိဘူးဆိုရင်ကျွန်တော်ကပြောရလောက်တဲ့နီးလန်းလေးအတိုင်းလှုပ်သွားလိုက်မယ်လှုပ်သွားပြီးတဲ့ခါကျရင်ကိုစိတ်ဝင်စားတဲ့ဟာလေးကအရာအလုံးထက်ပေါ့နော်ဒီလိုအများကြီးရှိတဲ့ထဲမှာရွေးချယ်မှုတွေအများကြီးရှိတဲ့ထဲမှာကိုစိတ်ဝင်တစားဆုံးဖြစ်တဲ့ဟာလေးတစ်ခုကိုရွေးချယ်သွားမယ်ဆိုရင်ကျွန်တော်တို့ကdirect ကိုစိတ်ကစမှာလေပျော်ရွှင်မှုရရှိမှာပေါ့နော်ကိုယ့်ဘာနဲ့ပေါ့နော်သွားနိုင်ဖို့အရာအလုံးခက်ခဲလို့အများကြီးကျော်ဖြတ်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဟိုဟာကိုယူခိုင်းလို့ယူလာမျိုးတွေဒီဟာကိုသူများယူခိုင်းလို့ယူလာမျိုးတွေမဟုတ်ဘဲနဲ့ကိုယ်တိုင်စိတ်ဝင်တစားနဲ့ကိုယ်တိုင်သွားနိုင်မယ်လို့ယုံကြည်တဲ့ဟာမျိုးကိုယ့်ရဲ့ limit နဲ့ကိုယ့်ရဲ့ pace နဲ့သွားနိုင်မယ်ဆိုတဲ့အရာမျိုးရွေးချယ်တာကတော့အကောင်းဆုံးဖြစ်ပါတယ်ဆိုတော့အားလုံးထောက်ကူဖြစ်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye